ကျွန်တော်တို့မြန်မာနိုင်ငံမှာဘာပြဿနာဖြစ်နေလဲဆိုတော့အခြေခံဥပဒေပြင်ရေးမပြင်ရေးဆိုတဲ့ဟာတဲ့အခြေခံဥပဒေရဲ့သဘောတဘာဝနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နားလည်မှုကတော်တော်လေးမှားနေပါတယ်။ဘာလို့လဲဆိုတော့ခုနပဲဆရာနေဟိုမှာပြောတဲ့အထက်မှာဗမာပြည်မှာအခြေခံဥပဒေ3ခုပဲရှိတယ်။အဲ့ဒါမဟုတ်ပါဘူး။ဗမာပြည်ရဲ့အခြေခံဥပဒေ6ခုလောက်ရှိပါတယ်။1919မှာ India Government of India Act ရှိတယ်။1935မှာ Government of Myanmar Act ရှိပါတယ် Burma Act ရှိပါတယ်43မှာဂျပန်တွေကျွန်တော်တို့တင်ပိုက်တော့ Constitution for Burma ဆိုပြီးတော့လုပ်ပါတယ်49မှာရှိပါတယ်94မှာရှိပါတယ်အခု2008ရှိပါတယ်အဲ့တော့ကျွန်တော်တို့အခြေခံဥပဒေအများကြီးရှိပါတယ်ကျွန်တော်တို့ဘာကြောင့်တတ်မလို့အမျိုးသားနိုင်ငံရေးဥတီချက်မှာပါနေလဲဆိုတာဒါ structure ပိုင်းအဲ့တော့အခုဆန္ဒပြနေကြတယ်ဘာကိုပြနေတာလဲ2008ကပြင်လို့ရတဲ့အခြေခံဥပဒေအဲ့ဒါကိုပြင်ချင်ပါတယ်ဆိုပြီးတော့ဆန္ဒပြနေရဘာနဲ့တူလဲကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးကလင်မယားကွာလဲမကွာဘူးအဲ့ဒါတော့အမျိုးသမီးကစိုက်မှုထောင်ပြီးတော့ကျွန်တော်ဟာအင်ဒရူးငုံကျုံးလေးမိန်းမဖြစ်ပါတယ်ခင်ဗျာဆိုပြီးတော့အောနေတာအဲ့ဒါတဲ့ပူကောင်းတဲ့ဟာပါဟေးဘိုးချုပ်မူကြီးမင်းအောင်လိုက်ခင်ဗျာ25ရာခိုင်နှုန်းပါတယ်ဒေါအောင်ဆန်းစုကြည်60ရာခိုင်နှုန်းပါတယ်ခင်ဗျာတို့တိုင်းသားတွေကျန်တဲ့ရာခိုင်နှုန်းပါတယ်ခင်ဗျာတို့3ယောက်ခေါင်းဆောင်တွေထိုင်ပြီးတော့ခြေဥပြင်ကြပါလားပူမကောင်းဘူးလားတားဆကလေးကမှားနေတာနံပါတ်1နံပါတ်2ကဘာမှလဲဆိုတော့436ပြင်မယ်တဲ့ကျွန်တော်အရင်တော့ကပြောဘူးတဲ့ဟေး436မြေဖို့ G3 ကိုသွားဆွဲမခေါ်နဲ့ G3 နဲ့ပေါက်လိုက်ရင်ခြေဦးပေါက်သွားမယ်ဆိုတော့တတ်မတော်ကိုအာနာသိမ်းအောင်သွားမဆွတ်ပါနဲ့ဆိုတဲ့ဟာကျွန်တော်ပြောတာအဲ့ဒီဟာမျိုးကိုကျွန်တော်တို့ကမစင်စားဘဲနဲ့လှုပ်ချင်ဟာလှုပ်နေတယ်အဲ့ဒါကအမှားနောက်တစ်ချက်436ကကြီးမှာပြင်လို့ရတဲ့ဥပဒေပုံမှန်ဘယ်လောက်ရှိလဲဆရာဟောတီချာဖတ်လားဆရာဟောဖတ်လား93ခုရှိတယ်အဲ့ဒီ93ခုတေချာသွားဖတ်ဘာနဲ့ဆိုင်လဲ structure နဲ့ဆိုင်တယ်အဲ့ဒါကြောင့်အခု26တိဆရာတို့ပြောနေတာတိုင်းသားခွင့်ရေးလာပြီအေးတိုင်းသားတွေကသူတို့ဒေတာကဝန်ကြီးချုပ်သူတို့ကသူတို့ရွေးပစေဆိုတဲ့ဟာလာတော့အရင်တော့က NLD လဲပါမယ်ပြည်ခိုင်ဖြိုးလဲပါမယ်တခြားပါတီလဲပါ NLD ရဲ့160စာတန်းနဲ့မှာအဲ့ဒါဘာပြီးသားဒါပေမဲ့ပြည်ခိုင်ဖြိုးကအဲ့ဒါကောက်တင်လိုက်တော့ NLD က engineer လုပ်နေတယ်အခုထောက်ခံတယ်လို့မထောက်ခံတယ်လို့ဟာတော့ပါရဲ့ငါတင်လိုက်ရမယ်ဆိုဒီလိုတင်လိုက်တော့ငါမထောက်ခံချင်တော့ဘူးကွာဆိုတဲ့ပုံစံနဲ့တွားနေတာကိုဝန်ကြီးချုပ်ကိုရွေးခွင့်ရှိတဲ့ဟာကိုပြည်ခိုင်ဖြိုးကထောက်ခံတဲ့ဟိုပေါ့အဆိုတွင်းတဲ့ဟာကိုဘာလို့မထောက်ခံမလဲတက်မတော်ကလည်းထောက်ခံတယ်ပြည်ခိုင်ဖြိုးလည်းထောက်ခံတိုင်းသားထောက်ခံတယ်ဘယ်ဟုတ်မလဲရှမ်းပြည်ကအမတ်တယောက်အမတ်ဟောင်းပေါ့သူကပြောတယ်ဟာဒါလုတ်လိုက်ရင်လည်းရှမ်းပြည်နယ်ဝန်ကြီးချုပ်ကတက်မတော်ဖက်ကလူဖြစ်သွားမှာတယ်ဟာကျွန်တော်တို့ကအခြေခံဥပဒေချင်းကပ်ပုံကတော်တော်လေးမှားနေတာအခုကဒီအမြင်တွေဟာ philosophically စဉ်းစားနေလား reality ကိုစဉ်းစားနေလားအမေရိကမှာဘာကြောင့်ဒီတက်မတော်ကလွှတ်တော်ထဲမှာပါလဲအမေရိကမှာခင်ဗျားတပုံတွေ့ဘူးလားဩစတြေးလျမှာရှိလားဂျာမနီမှာရှိလားဟုတ်ဘူးလားဘာကြောင့်အင်္ဂလန်မှာ IRA တွေတော်တော်ကြီးဆိုးတော့ကတက်ကဒီလွှတ်တော်ထဲမှာဝင်ပြီးတော့ဝင်ဆွတ်ဖက်နေတာလဲလက်နဲ့ကင်အဖွဲ့အစည်းတွေတိမ့်တဲ့ချီပြီးရှိတဲ့အတိုင်းပြည်မှာတက်မတော်ကိုကျွန်တော်တို့အပြင်ဖယ်လိုက်မယ်ခုနကသူပြောတာဟုတ်တယ်အေးမင်းတို့တက်မတော်လာချင်းအပြင်မှာကင်းဆောင်ဟုတ်တယ်အဲ့ဒီလွှတ်တော်အမတ်တွေရခိုင်ပို့လိုက်အဲ့ကောင်တွေပါလို့ကျွန်တော်လက်နဲ့ကင်မှုတယ်လို့ကျွန်တော်ပြောမယ်စိတ်မနာနဲ့ NLD တွေခမရတို့လည်းပင်နီတိုက်ပုံကြီးနဲ့လွှတ်တော်ထဲမှာအကုန်လုံးကိုပင်နီနေတာပဲဟိုဘက်ကလည်းစိမ့်နေတာပဲဘာထူးလဲအတူတူပဲလေကြားမှာပြည်ခိုင်ဖြိုးကအဖြူရောက်နောက်တိုင်းသားတွေကကွက်ကြတွေနဲ့လာတယ်ဘာမှမထူးမဟုတ်လားအဓိကဒီလွှတ်တော်ကအလုတ်လုပ်ဖို့ပဲကြီးကျွန်တော်26တိကိစ္စပြောနေတာ26ဟာ436ခါခွင့်နဲ့ဆိုင်တယ်ပုံမှန်7ဟာ436ကာကြီးနဲ့ဆိုင်တယ်ဘာလို့ဆို436ကာကြီးက or principle or ideal အဲ့ဒါနဲ့ဆိုင်တယ်အဲ့ဒါကြောင့်ဒီအခြေခံမှုနဲ့ဆန့်ကျင်နေတဲ့461ဆိုတာပုံမှန်7 separation of power and check and balance of power နဲ့ဆန့်ကျင်တဲ့အတွက်ဒီကောင်ပေးဖြစ်တဲ့နောက်ပြီးတော့26တဲ့အတိုင်းသားခွင့်ရေးမဟုတ်ဘူး decentralization အရင်အစိုးရတုန်းက centralization အတကုံလုပ်တယ်ဘယ်သူတွေလုပ်လဲကျွန်တော်သိတဲ့အထက်မှာဦးတင်နိုင်သိန်းတို့နောက်ပြီးတော့ဒီဦးအောင်မင်းတို့ဦးစိုးသိန်းတို့လုပ်တယ်သမရယုံဝန်ကြီးတွေလုပ်တယ်ဟာပေးလိုက်လုပ်ပါစေဟိုလိုလည်းကျွန်တော်မလုပ်တတ်ဘူးခင်ဗျဟေးမင်းမလုပ်တိုင်းလည်းလုပ်ပြီးမှမင်းကတတ်မှအဲ့ဒါပါတာဒါပေမဲ့ဒီဖက်အစိုးရရောက်တော့ဘာဖြစ်လဲတိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေသမရကိုတာဝန်ခံရမယ်လို့အကုန်လုံးသတင်းပို့တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ရဲ့ဥက္ကဋ္ဌတွေနာယကစီမှာသတင်းပို့နောက်ပြီးတော့ဒီ federal စနစ်ဆိုတာ principle 5ခုရှိတယ်
နံပါတ်1ကျွန်တော်တို့2008ကိုသွားကြည့်ကြည့်ဖက်ဒရယ်စနစ်မှာအနည်းဆုံးအစိုးရ2ခုရှိရမယ်ကျွန်တော်မှာအစိုးရပဲ2ခုရှိလဲ6ခုရှိတယ်ပြည်ထောင်စုတိုင်းဒေသကြီးပြည်နယ်ဟိုဗာလဲဒီကိုပိုင်အုပ်ချုပ်ခွင့်စင်ရှာခရိုင်နောက်ပြီးတော့ရက်ကြီးအခုပြိုင်ပွဲတွေဝင်နေပြီမဟုတ်ဘူးလားနံပါတ်2အဲ့ဒီဟိုအစုအဖွဲ့ကိုကူစားပြုရတဲ့လွှတ်တော်ရှိတယ်ကျွန်တော်တို့မှာအမျိုးသားလွှတ်တော်ရှိတယ်12ယောက်စီကူစားပြုတယ်ဒါမဲ့ဘာဖြစ်နေလဲကျွန်တော်တို့အားနည်းချက်ကအဲ့ဒီ12ယောက်ကချင်းပြည်နယ်အမျိုးသားလွှတ်တော်12ယောက်ကကျွန်တော်တို့ချင်းပြည်နယ်ကူစားပြုတယ်မထင်ဘူးသူ့ကိုမဲပေးတဲ့မဲဆန္ဒနယ်မြေ1ကနေ7သူအရွေးကောက်ခံတဲ့နေရာကိုကူစားပြုတယ်ထင်နေတာအဲ့ဒါကျွန်တော်တို့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ရဲ့အားနည်းချက်နံပါတ်3ကျွန်တော်တို့မှာအခြေခံဥပဒေနဲ့ငင်းပွားမှုရှိခုံရုံးရှိရမယ်ရှိတယ်9ယောက်ဘာလုပ်နေလဲ3နှစ်ကြော်မှာအမှုတစ်ခုပဲရှိတယ်ဒါမဲ့အဲ့ဒီမှုတစ်ခုကိုဘယ်သူတင်လဲတက်မလို့တင်တယ်အခုပြန်ရုပ်သိမ်းလိုက်တယ်အဲ့တော့ကျွန်တော်လည်းအလုတ်6ဝင်ခုံရုံးမှာအလုတ်ရချင်တာအဲ့တော့လုံရှာအောင်မရှိဘူး Okay နံပါတ်4 institution ကျွန်တော်တို့ correlation လုပ်မယ်ဘဟုနဲ့ပြည်ထောင်စုနဲ့ပါချင်းပြည်နယ်ကကျွန်တော်တို့ချင်း passport ထုတ်လိုက်ချင်းပိုက်ဆံထုတ်လိုက်ဖြစ်မလားမဖြစ်ဘူးကျွန်တော်မြန်မာပိုက်ဆံသုံးမယ်မြန်မာ passport သုံးမယ်ဆရာပဲပြန်ပြောချင်တာရှိရဆရာချုပ်ပေးပါဆရာနောက်ဆုံးအနေနဲ့ချုပ်တော့မယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာဟိုကျွန်တော်တို့ federal စနစ်ထူထောင်တယ်ဆိုတော့ federal စနစ်ကိုမိုးပွားကြမှာမဟုတ်ဘူးကျွန်တော်ကတီဆောက်ရတာအဲ့ဒီ principle ကနေတီဆောက်ရမှာကျွန်တော်တို့က federal စနစ်လဲဟိုဟာလဲအတူပေါ်လို့လို့စစ်မှန်သော federal စနစ်တဲ့ကျွန်တော်ဆရာမေးတယ်စစ်မှန်သော federal စနစ်ဆိုတာရှိလားဆိုတော့ခမရသွားရှာတယ်ရရင်ခမရတွေ့ရင်ကျွန်တော်တို့စာအုပ်ထုတ်ပြီးတော့တတိဖြစ်အောင်လုပ်မယ်တဲ့ဒါပဲကျွန်တော်တို့ကတက်ကိစ္စကိုကျွန်တော်တို့စဉ်းစားတဲ့အချိန်မှာအခြေနည်းနည်းချက်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်ကျွန်တော်တို့ဘာကြောင့်အင်္ဂလိပ်ကိုဆစ်ရှုံးတယ်ဒါမကောင်းလို့မဟုတ်ဘူးလားဘာကြောင့်ဂျပန်ကိုကျွန်တော်တို့ဆစ်ရှုံးလဲဒါမကောင်းလို့ဘာကြောင့်လွတ်လပ်ရေးပြန်ရလဲဒါကောင်းသွားလို့ဘူချိုအောင်ဆန်းနောက်ကိုကျွန်တော်တို့လိုက်လို့အဲ့တော့တက်မတော်စဉ်းစားတဲ့မှာတက်မတော်ကြောင့်အင်အားမကောင်းလို့လွတ်လပ်ရေးရှုံးတယ်လို့အင်အားကောင်းသွားလို့တက်မတော်နဲ့ပြည်သူပူးပေါင်းလို့လွတ်လပ်ရေးရတယ်ရထားတဲ့လွတ်လပ်ရေးကိုတိဆောက်ဖို့အတွက်တက်မတော်ဟာအမျိုးသားနိုင်ငံရေးအခမ်းကဏ္ဍမှာပါရမယ်ဆိုတာကျွန်တော်သိဖို့လိုတယ်တက်မတော်ရဲ့အရင်တုန်းကဆောင်ပုတ်3ခုပါရှိလဲအုပ်ချုပ်ရေးစွမ်းရည်ဆရာအသိပါတယ်စီရေးစွမ်းရည်တိုက်ခိုက်ရေးစွမ်းရည်အခုပါစွမ်းရည်ပေါ်လာလဲသိလားနိုင်ငံရေးဥပဒေပြုရေးစွမ်းရည်သူတို့ထွက်တော်ထဲမှာပို့တယ်လေ4လတစ်ခါ3လတစ်ခါပရိုဟိတ်ကောင်တွေဥပဒေပြုနေသွားတင်ကြဒီလူတွေအငိမ့်စားယူတော့ဘာဖြစ်မလဲကျွန်တော်တို့ထက်ပို့ပြီးတော့ဥပဒေပြုရေးနားလည်သွားမယ်အဲ့တော့အဲ့ဒီဟာပါအစကျွန်တော်တို့စဉ်းစားဖို့လိုတယ်နံပါတ်2ကျွန်တော်တို့တိုင်းပြည်မှာပါမှားလဲ presidential system နဲ့ parliament စနစ်ကိုမကွဲဘူး2008ကပြည်ထောင်စုစစ်မှာကျွန်တော်တို့က presidential system ကျင့်သုံးတာတိုင်းဒေသကြီးနဲ့ပြည်နယ်မှာ parliamentary system ကျင့်သုံးတာနံပါတ်3ခုနဆရာပြောတဲ့အထဲမှာဒီစစ်မှန်တဲ့ federal တို့စီကံလာမြို့သားလာပြည်ဝလာပါလာမလဲအဲ့ဒါဟာတော့ဟိုကိုဟာကိုပဲကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်နောက်ပြီးတော့နောက်ဆုံးမှာဒီ436ပြင်လိုက်လို့ခြေခံဥပဒေကောင်းသွားပြီးတော့နိုင်ငံလုံးချမ်းသာကြွယ်ဝမယ်ဒီမှာဗုဒ္ဓဘာသာလည်းရှိမယ်ခရစ်ယာန်ဘာသာလည်းရှိမယ်တခြားဘာသာလည်းရှိမယ်ကျွန်တော်ကျမ်းစာကိုဖတ်တဲ့လူကျမ်းစာကိုယုံကြည်တဲ့လူခင်ဗျားတို့ပိဋက3ပုံကိုလိုက်နာနေတဲ့လူပိဋက3ပုံနဲ့ကျမ်းစာနဲ့ခြေဥနဲ့သွားနှိုင်းကြည့်ခြေဥဆိုတာလူရေးတာအဲ့တော့ခြေဥကောင်းသွားလို့တိုင်းပြည်ကောင်းမယ်ဆိုတဲ့အစွဲကိုကျွန်တော်တို့ကဖျက်ဖို့လိုတယ်အဲ့တော့ကျွန်တော်နေကုန်းချုံနေနဲ့ပြောချင်တာကျွန်တော်ချင်းလူမျိုးလည်းဖြစ်တယ်ဗမာစကားလည်းမတတ်ဘူးအဲ့တော့ကျွန်တော်ပြောတာဆိုမှတာရှိရင်ကျွန်တော်ဗမာစကားမတတ်လို့ပဲပြောမိပါတယ်ဆိုပြီးတော့ကျွန်တော်ကိုခွင့်လွှတ်ကြပါနော်ကျွန်တော်စိတ်ကောင်းစေတနာကောင်းမရှိလို့ပြောတာမဟုတ်ပါဘူးကျေးဇူးပါ